多比，他谁的帮我比？他多比瓜，他多比瓜，都快把别瓜，你这边不是这边呢？干谁的帮我比瓜？他没这边了。ဟုတ်တယ်ကျမဆက်နေမှာရှိတယ် ဟာဒုက္ခပါပဲကွာမင်းကလည်းမင်းစပင်းဆိုလို့ချင်းဘာဖြစ်ဒီထဲမှာကက်ပြီးတော့ရက်ထားရတာလဲဟုတ်ပါကျမင်းစပင်းလဲဟွာတာဟာမကစီအများကြီးပုံသွားပြီကွာပြဿနာပဲဒီမှာမင်းကကတော့ဘလို့ဖြစ်သွားသိလားအေးမသိဘူးဆိုလို့ချင်းမင်းငါနဲ့ဝါရှော့လိုက်ခဲ့နော်အဲ့မှာကုန်ကြစီဘယ်တော့ကျဆိုတာမင်းမေးပြီးမင်းအကုန်လုံးကြော်တာပဲ ဟုတ်ကျမပတ်စံမှမရှိတာအဲ့လောက်အများကြီးဘယ်လိုလုပ်ရုံနိုင်မှာလဲဒုက္ခပါပဲ မင်းပတ်ဆက်မရှိဘူးဆိုလို့ချင်းဘာဖြစ်လို့ဒီစပင်းကိုစီးစီကက်ရက်ထားတယ်အခုကတော့မတတ်နိုင်ဘူးကွာဖြစ်သွားတာဖြစ်ပြီးသွားပြီနော်အဲ့တော့မင်းရောမှာပဲကွာမသိဘူးကွာမတတ်နိုင်ဘူး ဒီမှာဒီစမ်းမအောင်ရှင်းကျမကိုပြောနေရအောင်ရှင်းကားရက်ထားတဲ့နေရာကိုဘယ်နေရာလဲကြည့်လိုက်စမ်းမအောင် ငါကရက်ထားတဲ့နေရာဘာဖြစ်နေလို့လဲ ကျမလေးဖြူနေကြလေရှင်းမမြင်ဘူးလား သူနေကြပါဖြစ်လေ ဟာဖြူနေကြမှာရင်မရက်ရဘူးဆိုတာရှင်းမသိဘူးလားဟမ်ရှင်းရလေရှင်ဒါတော့ကားကောင်းသားကြီးစီးနေပြီးတော့ရင်စီးကလေးတော့နားလေတင်တာပေါ့ ဟာအေးမင်းအဲ့လိုပြောချင်းဆိုလို့ရှိရင်မင်းရဲ့စပိန်ရောဘာဖြစ်လို့ဖြူနေကြမှာရက်ထားရလဲ ဒီမှာကျမဆက်ပိန်ကဆက်မတက်ထားရဲ့ရင်ရှင့်ကဆက်တက်ထားရဲ့ရင်ဆက်တက်ထားရဲ့ရင်ဖြူနေကြမှာရက်လို့မရဘူးဆက်မတက်ထားရဲ့ရင်သာဒီမှာရက်လို့ရတာသဘောပေါက်ဟမ် ဟာမင်းကွာမင်းစကားတည်းရှောက်ပြောမနေနဲ့နော် ဒီမှာပေါ်ရီပြောင်းနေတယ်တပြားမှမပြောနိုင်ဘူးမကျင်တဲ့ကြိုက်တဲ့နေရာမှာသွားတာဒါပဲဟမ် ဟာတော်တော်စကားတက်တဲ့ကောင်မလေးကွာဟောပြီကွာဘာမီကတော့စူတော့မှာပဲစိတ်ညစ်တယ် တီးပါတယ်ဂျာအိတ်ချိုရဲ့တီးပါတယ်ညီးချောင်းတီးလို့လေမမတာဖုံးဆက်ကလေးငါစိတ်ပူပြီးလိုက်လာမလို့စိုင်မှာလူတွေကြနေလို့ စိတ်မပူပါနဲ့ကိုရဲ့ကြိုက်ကလည်းသူ့ကိုပြောလိုက်တယ်လေဒါကားမရရရဲ့နေရာဘာလို့ကားရတာလဲဆိုပြီးဟောက်လိုက်တာပေါ့ အေးအဲ့ဒါကြောင့်ကတတတိပေးတာတီးလားညီးကလေအမြဲတမ်းပြာနဲ့အလော30လုံးလုံးနဲ့ဟိုတနေ့ကလည်းအိမ်မှာလမ်းလျှောက်တာတော့မှပဲခုံခလုတ်တိုက်ပြီးဟတ်ထိုးလဲတာလေအဲ့ဒါငါအပေါ်ပြုတ်ကြငါရင်ဘက်တွေအောက်နေတော့အခုတိုင်းမပြောက်သေးဘူးအခုနောက်တစ်မျိုးဖြစ်ပြန်ပြီ ကိုကလည်းဘာမှလည်းပြစ်တာလည်းမဟုတ်ပဲနဲ့ခေတော်ဘာတော့ဒီမှာဇာတ်အစ်စ်တွေရလာတယ်စရင်မရ ကဲ လား ဟုတ်ပါပြီဗျာ ဟောဒီမောင်တမတွေစူညာနဲ့ဘာတွေဖြစ်နေကြတာလဲ ဘာဖြစ်ရမှလဲကြီးမီရဲ့ဒီကောင်မလေးပြဿနာချို့ဘောသူလို့လို့လေကျွန်တော်သိန်းနဲ့ကြီးပတ်စံနေရောရတော့မှာ ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူးကြီးမေရဲ့ဟိုလေတားရဲ့ဆက်ပေးကထောက်ပြုတ်ပြီးတော့ဟိုသူများကားပေါ်ပြုတ်ကြသွားတာဟိုစီဒီနည်းနည်းလေးပဲပဲ့သွားတာပါဒါပေမဲ့တူမကလေကြီးမေရဲ့ဟိုကား